အမဘယ်လိုပန်းခိုင်ပန်းအိုးလေးလိုချင်တာလဲမသိဘူးအမဒီမှာနော်ဟိုစာရောက်တော့ပစ္စည်းတွေအစုံမဲ့ page မှာတော့အမြဲဝင်ကြည့်နေရအမတငယ်ချင်းကလေ तू ကပန်းအိုးလေးလိုချင်လို့တဲ့အမကို page ပို့ပြီးတော့လေအမကိုပန်းအိုးရွေးခိုင်းလိုက်လို့လှလိုက်တာပုံရတဲ့အပြင်မှာပိုလာတယ်နော်ဈေးနှုန်းတက်ပြီးတော့လေလုံးဝတဘာဝကြောက်သားလေအဲ့လိုမျိုးလေးလိုချင်တာဘာဆိုလက်ဆောင်ပေးမှာဆိုတော့လေအဲ့ဘယ်လိုမျိုးထဲကမောင်လေးရွေးပေးလို့ရအမကိုဘယ်လိုမျိုးလေးရွေးပေးချင်လဲမသိဘူးနော်အမကတော့အကုန်လုံးကြည်လို့လာနေတာဒီမှာတော့စလင်းရွှေမြန်တဘာဝကြောက်အိုးလေးရှိရလေဒါလေးကတော့အိုးအလက်လေးအိုးအလက်လေးနော်မန်ပုံးလေးနဲ့ဆိုဖုံနေပါတယ်မတက်တော့ဘောနော်လက်ဆောင်ပေးတော့နည်းနည်းထဲတယ်သူ့ရဲ့မန်ပေါင်လေးကအရှင်လေးလားမသိဘူးဟုတ်တယ်လှတယ်အရင်ပဲတဘာဝကြောက်လေးဆိုတော့နော်သူက3,800,000 3,800,000ဒီစလင်းရွှေမြေအိုးကြီးကြတော့အဲ့ဒါ9,000,000ခွဲဗျ9,000,000ခွဲဈေးနှုန်းလေးဘာလေးမလျှော့တော့ဘူးလားအဲ့ဒါတော့အခုကရောင်းဈေးပဲအခုရောင်းဈေးပဲတကယ်လို့လေဟို3,800,000ထက်နည်းနည်းလေးဈေးနှုန်းနည်းနည်းတာလေးရှိသေးလားမသိဘူးနော်ရှိတယ်အဲ့ဒီတဘာဝကြောက်ထဲရှိတယ်ဒီမှာစလင်းရွှေမြေထဲရပဲနော်အမလည်းကြိုက်နေရတော့စလင်းရွှေမြေလေး2,350,000 စင်ကာပူကတငယ်ချင်းကိုပေးမှာဆိုတော့လေနည်းနည်းလေးလည်းထည့်ချင်တယ်ကွယ်အမလေးကိုအိုးကြနည်းနည်းကြီးရယ်နော်ဟုတ်တယ်3,800,000နဲ့လေးကမစိုးတော့အောင်လေနော်ဟုတ်တယ်ဘယ်ဟာယွန်ကောင်းလဲမသိဘူးအကုန်လုံးကတော့လာနေတာပဲအကုန်လုံးကြိုက်နေတော့လားဒါဆိုလေအမကို3,800,000နဲ့ခေရလေဟာမောင်လေးတို့ဘယ်လိုထည့်ပေးရလဲမသိဘူးနော်အဲ့ဒါဖာလေးနဲ့ကျွန်တော်ဖော့တွေလည်းတရားခံပြီးတယ်ရတယ်နိုင်ငံခြားလည်းယူသွားလို့ရတယ်မကွဲအောင်လုပ်ပြီးလို့ရပါတယ်ကြိုက်တယ်အသေးလေးလည်းချစ်စရာလေးဒီလိုလုပ်ပေးပါလားဒါလေးကအမအိမ်ကအမေရဲ့အတွက်ပေါ့နော်အိုးအသေးလေး2,350,000နဲ့လေးဟိုဟာလေးကအမတငယ်ချင်းအတွက်ဟာလေးနဲ့တင်ချထည့်ပေးနော်ဖော့လေးလည်းခံပေးဦးဟုတ်ပါပြီတင်ချလုပ်ပေးလိုက်ပါမယ်နည်းနည်းရှော့ပေးအောင်မောင်လေးကဟုတ်တင်ချထုတ်ပေးလိုက်ပါမယ်ဟုတ်ကဲ့